ညက်ဖက်နဲ့မုတ်ဖက်ကဘာကွာလဲသိလားဝေးကွာသွားတာပါညက်ဖက်တွေရှိတာဘာလို့စားမလဲတွေးရင်ခေါင်းထဲမှာ ready ကထုတ်တဲ့ငါးမွေချက်ပူကြီးထွက်လာတယ်အဲ့တော့လေညက်တုတ်ကလေးတုတ်စားလိုက်မယ်ဒီလိုကြီးခေါင်းထဲကပေါ်တင်ထွက်လာတယ်ဆိုတာတွေ့သွားတော့ပေါ်တင်ကြီးလိန်နေသူမကိုယ်တော်တတိရသွားတယ်ဟုတ်ဒီငါးမွေချက်ကလေငါးဆိုပေမဲ့ညှင်းနဲ့မထွက်ဘူးဇပလင်နိုင်နဲ့စီတက်ပြီးချက်ထားတာမျိုးလေးအချိုတုတ်မှဆိုတော့ကြက်သွန်ဖြူစီချက်ချက်ထားတာလေးလည်းနှစ်စောင်းလောက်ထည့်လိုက်မယ်ခက်စီစီလေးဖြစ်သွားအောင်ပဲမုံလေးလည်းထည့်လိုက်မယ်အငံရတာလေးအတွက်ငပြာရည်လေး2ပေါက်3ပေါက်လောက်ပေါက်လိုက်မယ်ပြီးရင်တော့နှံ့နေအောင်နယ်လိုက်ပါမယ်နှံ့နေအောင်နယ်ပြီးရင်စားမဲ့ပကံလေးကိုပြောင်းထည့်လိုက်မယ်ညက်ခောက်ဆွဲတုတ်တဲ့ထဲမှာလေညက်ခောက်ဆွဲကလည်းဈေးမကြီးဘူး ready ကထွက်တဲ့ငါးမွေချက်ကလည်းဈေးမကြီးဘူးဈေးကြီးဆုံးရာကဘာလဲသိလားနန်းနန်းမင်းမှာဈေးကြီးတယ်ဆိုတော့ညလည်းကြိုက်လုံးတော့နန်းနန်းမင်းကိုထည့်လိုက်ပါမယ်အခုလိုချုပ်တော့ရင်ညက်ခောက်ဆွဲပဲတုတ်စားရတာကြိုက်ပါတယ်မုတ်ဖက်ကိုတော့မွင်းငါးနဲ့စားရတာပဲကြိုက်ပါတယ်ကျွန်တော်တို့ညက်ကိုအတုပ်ပဲကြိုက်ပြီးမွင်းငါးနဲ့ဆိုမကြိုက်တဲ့သူတွေရှိလားငါးမွေချက်အရသာစိမ့်စိမ့်လေးနဲ့အခုညက်အချိုတုပ်ကလေးကတော်တော်လေးကိုစားလို့ကောင်းပါတယ်လိုက်လို့စားကြည့်နော်တတာ